ဇလန်းအစမှာတော့ NA ရဲတပ်ဖွဲ့တစုဟာအကအကွယ်နဲ့လက်နက်ကရိယာမျိုးစုံတပ်ဆင်ပြီးနောက်အကျဉ်းခန်းတစ်ခုစီကိုရှောက်လာနေကြပါတယ်တေတံကြနေတဲ့လောလစ်ဆိုတဲ့ရာဇဝတ်ကောင်ကိုတေတံပေးဖို့လာခေါ်တာဖြစ်ပြီးလောလစ်ကတောင်းကျမ်းလွတ်တာကြောင့်ထောင်သားအချင်းချင်းတောင်သူ့ကိုတေးစေခြင်းကြပါတယ်အဲ့လိုနဲ့အချင်းကန်းတဲ့ကထုတ်လာပြီးကားပေါ်တက်ခါနီးမှာဘဲကမှမသိတဲ့ကြီးစံတောင်ကလောလစ်ရဲ့မျက်နှာကိုထိမှန်ပြီးလောလစ်တယောက်အဲ့နေရာမှာပဲရှောသွားခဲ့ပါတယ်ကြီးစံကပိုက်လိုင်းအပေါက်ကလာတာဖြစ်ပြီးရဲတွေနဲ့အပြန်လန်ပစ်ကြခဲ့ကြပါတော့တယ်ဒါပေမဲ့လုတ်ချန်ပစ်ခတ်သူကဘာမှမဖြစ်ပဲခုံထွက်လာတဲ့အပြင်စူပါဟီးရိုးစပီနဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီးသူ့နာမည်ကတော့ယူလောပဲဖြစ်ပါတယ်ယူလောကအများစုကိုအမှောက်ဖိတ်လိုက်ပြီးကားနဲ့တောင်လိုက်မမိနိုင်တဲ့စပီနဲ့ပြေးပါတယ်ဒါအပြင်ယူလောကရဲကားအချင်းချင်းတွေတိုက်အောင်လုပ်ခဲ့ပါသေးတယ်ဒါပေမဲ့ကားတစ်စီးကတော့သူ့နောက်ကိုဆက်လိုက်လာခဲ့ပါတယ်သူတို့နှစ်ယောက်ကတော့ Multiverse Agent တွေဖြစ်တဲ့ Harry Rodaka နဲ့ Evan Funch တို့ဖြစ်ပါတယ်ယူလောကအင်္ဂလိပ်ပြေးဝင်သွားခဲ့ပြီးဟိုးတစ်ခုကိုဖွင့်ဖို့လုပ်နေတော့ကားပေါ်ကဆင်းပြီးလိုက်လာတဲ့ Evan ကတွေ့သွားခဲ့ပါတယ်အဲ့အချိန်မှာပဲ Harry ကယူလောကိုကားနဲ့ဝင်တိုက်လိုက်ပါတယ်ယူလောကိုဖမ်းမိလိုက်တဲ့အချိန်မှာပဲဟိုးတစ်ခုကပွင့်သွားခဲ့ပြီးသူတို့၃ယောက်လုံးကိုတနေရာကိုပို့ပေးလိုက်ပါတယ်ထိုနေရာက MVA အဖွဲ့ဝင်တွေဟာယူလောကိုဖမ်းဆီးလိုက်ကြပါတယ်တကယ်တော့ယူလောကိုယ်တိုင်ကလည်းတစ်ချိန်က MVA agent တယောက်ပဲဖြစ်ပါတယ် MVA အဖွဲ့ဆိုတာ Multiverse Authority ဆိုတဲ့စကြဝဠာလုံးဆိုင်ရာမျှခြေကိုထိန်းသိမ်းပေးနေတဲ့အဖွဲ့အစည်းတစ်ခုပါယူလောကဒီအဖွဲ့မှာတာဝန်ထမ်းဆောင်စဉ်က Multiverse တွေကြားခရီးသွားလာရင်းနဲ့သူ့ရဲ့အခြား Universe တွေကမူကွဲတွေကိုတတ်လိုက်ရင်ကြန့်ရှိနေတဲ့မူကွဲတွေစီကိုအစွမ်းတွေရောက်လာပြီးပိုပါဝါဖူးဖြစ်လာတဲ့ဆိုတာကိုသိသွားခဲ့ပါတယ် Universe 125ခုရှိရမှာကျန်တဲ့ Universe 124ခုလုံးကသူ့ရဲ့မူကွဲ version ကောင်လေးကိုတတ်ပြီးနတ်ဖျားဆွမ်းဟမျိုးရဖို့မူကွဲမရှိတဲ့တူတဲ့သောဖြစ်တည်မှု The One ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့စ조사နေသူတယောက်ပါယူလောကဇလန်းအစမှာတက်ခဲ့တဲ့မူကွဲတယောက်အပါဝင်ဆိုရင်စုစုပေါင်း123ယောက်ကိုအောင်မြင်စွာတက်နိုင်သွားပါပြီနောက်ဆုံးတယောက်ဖြစ်တဲ့124ခုမြောက် Universe ကတယောက်ကိုတတ်ဖို့ပဲကြံတော့တာပါ124ခုမြောက် Universe မှာတော့ဒီဇလန်းရဲ့အဓိက MC ဖြစ်တဲ့ Gabe ကတော့တာမန်ရဲ့အရာရှိတယောက်အဖြစ်ဇနီးဖြစ်သူ TK နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့တခြား Universe ကသူ့ရဲ့မူကွဲတွေတီးဆုံးသွားတာနဲ့ယူလောလိုပဲထပ်တူစွမ်းအားတွေသူ့စီရောက်လာနေတဲ့ဆိုတာကိုတော့ Gabe ကမသိသေးပါဘူးMVA ကတော့သူတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ဒီစီကန်းကိုချိုးဖောက်တဲ့သူကိုအဆုံးအစမရှိတဲ့အမောင်နယ်မြေတပွိုက်ထဲမှာတသက်တကျွန်းပြစ်ဒဏ်ကိုပေးပါတယ်ဒါပေမဲ့ MVA အနေနဲ့ယူလောကိုသာတတ်လိုက်မယ်ဆိုရင်တခြားနေရာက Gabe ကမူကွဲမရှိတဲ့သူအဖြစ်စွမ်းရည်တွေရရှိသွားပြီး Multiverse ကြီးရဲ့မျှခြေဟာလည်းပျက်စီးသွားမှာပါဒီတော့ယူလောကိုသာတတ်လိုက်ရင် Gabe ကိုလည်းတတ်ဖြစ်ဖို့လိုပါတယ် MVA အနေနဲ့ယူလောကိုဖတ်လို့မဖြစ်နိုင်ပါဘူးဒါကြောင့်ပြန်လန်းမရှိတဲ့ Haiti စစ်ကြဝဠာထဲကိုယူလောကိုပို့ဆောင်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအဆိုပါပို့ဆောင်မှုကိုလာကြည့်ရဲ့အမျိုးသမီးတယောက်ဟာသူမရဲ့ဖနက်ထဲမှာဝှက်ယူလာတဲ့ Jet Fuel တကောင်ကိုဘယ်သူမှမသိအောင်ထုတ်လိုက်ပြီးဖောက်ခွဲဖြစ်လိုက်ပါတယ်ထိုင်ကုန်ကနေလွတ်မြောက်သွားတဲ့ယူလောကအဆောင်ဒီကိုတိုက်ခိုက်ပြီးသူလက်စတိုက်ရမယ် Universe ကို Teleport သွားပါတော့တယ်မချေမနှက်ဖြစ်နေတဲ့ Evan ကတော့ဒါကရောသူ့ကိုပြောဖို့တဲ့လုပ်ငန်းစဉ်အတိုင်းပဲလားလို့ Harry ကိုမေးနေတာကြောင့်ဒီကောင်သွားเสียရှိတဲ့နေရာမှာပဲလိုက်ဖမ်းကြမယ်လို့ဆိုပါတယ်124ခုမြောက် Universe ရဲ့ရဲစခန်းတစ်ခုမှာတော့ Gabe ပါဝင်နဲ့ရဲတပ်ဖွဲ့တစုဟာလက်နက်ကရိယာအပြည့်အစုံနဲ့အကျဉ်းသားတစ်ယောက်ကိုတွားခေါ်နေပါတယ်Ronnie ဆိုတဲ့အကျဉ်းသားကိုအားပေးစကားဆိုရင်းခေါ်လာတော့
ဓာတ်နဲ့ပြစ်ပေါက်လုတ်ကြံနေပြီးမှအမြန်ဆွဲခေါ်လာခဲ့ပါတယ်ဇက်လန်အစကအတိုင်းပုံစံတူတိုက်ခိုက်ခံရပြီးဒီတစ်ခါမှာတော့ယူလောရဲ့ပြစ်မှတ်ကရဲအရာရှိဂိတ်ပဲဖြစ်ပါတယ်ဒါပေမဲ့ပါနတ်တဲ့ဂိတ်ကတန်တရားရှိနေတဲ့လေဝင်ပေါက်ကိုတစ်ဖက်ချမ်းကကားတစ်စီးနဲ့ဝင်တိုက်လိုက်တာကြောင့်ထွက်လာတဲ့သူကအခြား universe မှာသူပဲထစ်နေတာကိုမြင်လိုက်ရပါတယ်။အင်အားအပြည့်နဲ့ရောက်လာတဲ့ရဲတပ်ဖွဲ့ကြောင့်နောက်ဆုံးတက်ဖို့ကြံနေတဲ့အပြိုင်စကြဝဠာကကိုကွဲကိုတက်ခွင့်မရလိုက်တဲ့ယူလောကပြေးထွက်လာခဲ့ရပါတယ်။ဒါပေမဲ့ Gabe ကသူ့နောက်ကိုဆက်လိုက်လာမှန်းထီတဲ့ယူလောကနယံအမြင့်ကြီးကိုအေးအေးဆေးဆေးခုံကျော်သွားပြီးတစ်ဖက်မှာစောင့်နေလိုက်ပါတယ်။ Gabe ကပါနယံအမြင့်ကြီးကိုခုံကျော်ပြီးလိုက်သွားနိုင်တာကြောင့်တခြားအရာရှိတွေကပါအံ့ဩသွားကြပါတယ်ဒါပေမဲ့အသင်းစောင့်နေတဲ့ယူလောကပစ်ခတ်လိုက်တာကြောင့် Gabe ကလဲကျသွားပါတယ်ထပ်ပစ်ဖို့လုပ်နေတော့ Harry တို့ကပါရောက်လာခဲ့တာကြောင့် Gabe လည်းကန်ကောင်းသွားခဲ့ပါတယ်ယူလောကိုကဲတင်လိုက်တဲ့အမျိုးသမီးကဒီကဘာမှာတော့ Gabe ရဲ့ဇနီး TK အဖြစ်ရှိနေပြီ TK ကသူမယောက်ျားကိုတနတ်ထိမှန်သွားတယ်လို့သိလိုက်တာကြောင့်ဆေးရုံကိုလိုက်ဖို့ပြင်းနေတော့အိမ်ပြန်ရောက်လာတဲ့ယောက်ျားဖြစ်သူကြောင့်အံ့ဩနေပါတယ် Gabe ကကြီးကအင်ဂျီကိုထိမှန်ခဲ့တာကြောင့်သူဘာမှမဖြစ်ဘူးလို့ပြောပေမဲ့စိုးရင်တဲ့ဇနီးဖြစ်သူကမရဘူးစစ်ဆေးမှုတွေတေချာလုပ်ရမယ်ပေါ်ဆလို့မရဘူးဆေးရုံကိုပြန်သွားမယ်လို့ပြောနေတာကြောင့် Gabe ကပြီးရင်အတူသွားမယ်လို့ပြောပြီးပိုင်းလေးကျင့်နေလိုက်ပါတယ်စီယုံကိုရောက်တဲ့အခါ MRI scan ကြိုက်ဖို့အတွက်ပြင်ဆင်နေချိန် Gabe ကမှန်တဲ့ကသူ့ပုံကိုတွေ့ပြီးလန့်သွားတာကြောင့် TK ကဘာဖြစ်တာလဲမေးကြည့်တော့ Gabe ကမနေ့ကဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ကိုတနက်နဲ့ပြစ်ပြေးတဲ့သူကသူနဲ့တထရတဲ့တူနေတဲ့အကြောင်းပြောပြတော့ TK ကတော့ရှင်ထင်အောင်ထင်မှားတွေဖြစ်နေတာနေမှာပါဘာပဲဖြစ်ဖြစ်ကျမအနားမှာရှိပါတယ်လို့အားပေးရင်စိတ်အေးအေးထားဖို့မှာပါတယ်ဒါပေမဲ့ Gabe က TK ကိုအရေးကြုံရင်တူးနိုင်ဖို့အောက်ထပ်မှာတနက်ကိုပြန်သွားယူခိုင်းနေပါတယ်ဒီအချိန်မှာပဲဆရာဝန်မက MRI scan ကြိုက်ဖို့အတွက်တက်တူပစ္စည်းတွေကိုအပြင်မှာထားခဲ့ဖို့ပြောနေတာကြောင့် Gabe လည်းလက်ထက်လက်ဆွတ်ပါချွတ်ပြီး MRI scan ဆက်သေးကိုဝင်လိုက်ရပါတယ် Gabe က MRI ဆက်ထဲဝင်ပြီး scan ဖတ်နေတော့မှပဲယူလောရောက်လာပြီး Gabe ကိုတတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အသင်းစောင့်ကြည့်နေတဲ့ Harry နဲ့ Evan လည်းထွက်လာပါတယ်ဒူးထောက်ခိုင်းတာကိုမလိုက်နာလို့တနက်နဲ့ဝိုင်းပစ်ပေမဲ့အလွယ်တကူရှောင်သွားတဲ့ယူလောကစက်ထဲကပြန်ထွက်လာတဲ့ Gabe ကိုရှင်းဖို့ချင်းကပ်သွားပါတယ်ဒါပေမဲ့ခုံကျော်တိုက်ခိုက်လိုက်တဲ့ Gabe ကလက်နက်မပါတာကြောင့်တိုက်လိုက်ပုံးလိုက်နဲ့ပျောက်ကြားစနစ်နဲ့တိုက်နေပါတယ်Gabe နောက်ကိုမဲလိုက်နေချင်းစက်ရဲ့တန်လိုက်ကတနက်ကိုဆွဲယူသွားလာကြောင်းဝင်ယူဖို့ကြိုးစားနေတဲ့ယူလောအား Harry တို့ကအညံ့ခံဖို့တတိပေးပေမဲ့သူ့ကိုတတ်ရင်နောက်တစ်ယောက်ကိုပါတတ်မှရမယ်လို့ Gabe ကိုညွှန်ပြပါတယ်ခြေတော့ကိုဖြစ်ဖြစ်ပစ်ချင်နေတဲ့ Evan ကိုလက်ထိတ်ခတ်ခိုင်းနေတော့ပြီးဝင်လာတဲ့ရဲကြောင်တနက်ပြန်ရသွားတဲ့ယူလောကထိုရဲကိုပစ်ပြီးထွက်ပြေးသွားပါတယ် CCTV ကနေကြည့်နေတဲ့ရဲအရာရှိတွေကတော့ Gabe လူသက်ပြီးထွက်ပြေးသွားတယ်လို့ထင်နေကြပါတယ်